မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်အာဏာရှင်မျိုးဆက်၃ခုကစုစုပေါင်းနှစ်20ဝန်းကျင်ဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ခဲ့ပါတယ်။စစ်အာဏာရှင်တွေဖြစ်တဲ့ဦးနေဝင်း၊ဦးသန်းရွှေနဲ့လက်ရှိစစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ဟာဒေါ်အောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးအကျဉ်းချတာတွေလုပ်ခဲ့ကြတာပါ။စစ်အာဏာရှင်မျိုးဆက်30ထဲမှာလက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအဆိုးဆုံးဖြစ်ပါတယ်။ရခိုင်စစ်ကောင်းဆောင်တွေကနေအိမ်အကျယ်ကျုပ်အဆင့်သာထားခဲ့ပေမဲ့မင်းအောင်လှိုင်လက်ထက်မှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ထဲထည့်ထားခဲ့တာပါလက်ရှိမှာတော့တယောက်တည်းတီးခြားအကျဉ်းချထားတာဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကစပြီးရေတွက်ကြည့်မယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးအကျဉ်းချထားတာဟာနိုဝင်ဘာ23ရက်နေ့အထိဆိုရင်1948ရက်ရှိပြီဖြစ်ပါတယ်ဒီနေ့ဟာတော့ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်းဆောင်ဟောင်းဦးသန်းရွှေကနေအိမ်အကျယ်ချုပ်ကနေပြန်လွှတ်ပေးခဲ့တဲ့15နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်ပထမအကြိမ်ဖမ်းဆီးခံခဲ့ရတာကတော့1989ခုနှစ်ဇူလိုင်လ20ရက်ကနေ1995ခုနှစ်ဇူလိုင်လ10ရက်နေ့အထိနေအိမ်အကျယ်ချုပ်6နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်ဒုတိယအကြိမ်ကတော့2000ပြည့်နှစ်စက်တင်ဘာလ23ရက်နေ့ကနေ2002ခုနှစ်မေလ6ရက်နေ့အထိနေအိမ်အကျယ်ချုပ်2နှစ်ခန့်ကြာမြင့်ခဲ့တာပါတတိယအကြိမ်ကတော့ကဘာကျော်လူသက်ပွဲအဖြစ်ကြော်ကြားခဲ့တဲ့ဒီပဲရင်ဖြစ်စဉ်အပြီး2003ခုနှစ်မေလ30ရက်ကနေ2010ခုနှစ်နိုဝင်ဘာလ23ရက်နေ့အထိနေအိမ်အကျယ်ချုပ်9နှစ်ကျော်ကြာခဲ့တာဖြစ်ပါတယ်ယခုနောက်ဆုံးတစ်ကြိမ်ကတော့လက်ရှိအာဏာသိမ်းစစ်ကောင်ဆောင်ကအဓမ္မအာဏာသိမ်းပြီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ကနေယခုအချိန်ထိဖမ်းဆီးအကျဉ်းချထားတာဖြစ်ပါတယ်။